ထွက်တွေကတဘာဝတရားကြီးကပေးအပ်တဲ့ natural resource တွေဖြစ်တဲ့အတွက်အကုန်လုံးက perfect မဖြစ်နိုင်ဘူးဆိုတာကိုနားလည်ထားပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့လူတွေကကြောက်တွေရဲ့အလှကိုပုံမပေါ်လင်အောင်ပြုပြင်လာကြတာပြုပြင်မှုတွေပြုလုပ်လာကြပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီကြောက်တွေကိုပြုပြင်တဲ့ treatment အကြောင်းလေးကိုလည်းပြောပြပါအောင်ဆရာရှင်။ဟုတ်treatment အကြောင်းအခုကတော့အဓိကတော့ Ruby Sapphire မှုတော့เนาะ Ruby Sapphire နဲ့ပတ်သက်တဲ့ဟာကိုပဲကျွန်တော်ပြောပြပါမယ် Ruby Sapphire မှာ treatment လုပ်တာကတော့ခုနကစီစိန်နာလောက်ကတော့ထားလိုက်ပါတော့ကျွန်တော်တို့အရင်ကဒါလည်းအခုနောက်ပိုင်းတော့သူက treated ထဲကိုထည့်လာကြတယ်ဒါပေမဲ့ကျွန်တော်ကအရင်တည်းကလုပ်လာခဲ့တဲ့ဟာကတော့ကျွန်တော်တို့ Ruby Sapphire ကိုအဓိကမီးဖုတ်တယ်ပေါ့နော်မီးဖုတ်ပြီးပြုတ်ကျင်တယ် heat treated လုပ်တယ်ပေါ့နော်ဘာလို့ heat treated လုပ်တယ်ဆိုတော့နှစ်မျိုးရှိတယ်เนาะကျွန်တော်တို့ clarity enhancement လို့ခေါ်တယ်ကျွန်တော်တို့ပေါ့နော်ကြောက်ရဲ့impurity တန့်စင်မှုကိုအရေးသွေးကိုတင်ပြောင်းတာပေါ့နော်ပြီးရင် color enhancement လို့ခေါ်တယ်ကြောက်ရဲ့ color ကိုပြောင်းတာပေါ့နော်အဲ့တော့ Ruby မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနပြောတဲ့ဆရာပေါက်ပြောသွားလို့ပဲ mind shoe ပရမများတွေကမီးဖုတ်မှကိုရတယ်မီးမဖုတ်ရင်သူ့ခိုးတွေကမဲအထဲမှာမဲနေတော့ကြောက်ကရတနာတန်းဝင်မဖြစ်ဘူးဒါပေမဲ့အဲ့ကိုးတွေထွက်သွားတဲ့အထိသူတို့မီးဖုတ်လိုက်လို့ရှိရင်သူကကြောက်ကအရန်လှလာတယ်ပွင့်သွားပြီးတော့ရတနာတန်းဝင်အထည်လုပ်လို့ရတယ်ဒါဟာကြတော့မီးမဖုတ်မဖြစ်ဖုတ်ရတဲ့ကြောက်မျိုးတွေပေါ့နော်အဲ့ဒါကြတော့သူက clarity enhancement လည်းခေါ်တယ် color လည်းပါတာပေါ့နော်အထည်ကိုးတွေလည်းထုတ်တယ်နောက် clarity enhancement ကကြတော့ဘာဖြစ်လဲဆိုတော့ gore တွေပေါ့နော် gore တွေ silk တွေအရန်တိတ်ပြစ်သိမ့်နေတယ်ဂေါ်ကြိုးတင်နဲ့လည်းတွေးလို့မလွယ်ဘူးကြောက်ကမလှဘူးကြိုးမပေါ်ဘူးပေါ့နော်အဲ့လိုဟာမျိုးကြလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီဂေါ်ဒီကိုပျော်သွားအောင်လို့နော်မီးဖုတ်တာတယ်ဟုတ်ကဲ့တွေ့ဂေါ်လို့ခေါ်တဲ့ဟာကတော့ကျွန်တော်တို့အဲမှာခေါ်တဲ့ဟို router ပေါ့နော် router ဆိုရင် inclusion တွေရမ်းများနေတယ်အဲ့ router ရဲ့ inclusion ကကျွန်တော်တို့တွေ့ melting point လို့ခေါ်တဲ့အရေးပျော်မှတ်ကသူကဗရမ များနီလာထက်အရန်နှိမ့်တယ်အဲ့တော့သူက router လေးတွေကိုအရေးပျော်သွားအောင်မီးအပူပေးလိုက်လို့ရှိရင်ကြောက်ကလည်းမပြတ်စီးသွားဘူးဒါပေမဲ့ router ကတော့ပျောက်သွားတယ်ပျောက်သွားတဲ့အတွက်ကြောင့်သူ့ရဲ့ကြောက်တွေးလိုက်လို့ရှိရင်သူ brilliancy တွေကောင်းလာပြီးတော့ပွင့်အားကောင်းလာတယ်အရင်တော့ကျွန်တော်တို့မီးဖုတ်တာကတော့ဗမာပြည်မှာကတော့လုံနဲ့ဖုတ်ကြတာပေါ့နော်လုံနဲ့ဖုတ်ကြတယ်အခုကတော့theory လင်္ကာတို့မှာလည်းလုံနဲ့ဖုတ်တယ်လုံနဲ့ဖုတ်တဲ့ခါကျတော့တစ်ခါလေကြာရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီဂေါ်ထုတ်တာပေါ့အဓိကတော့ဂေါ်ထုတ်တာလောက်တာပေါ့နော်ဒါပေမဲ့ဒီ heating process မှာအဓိကကျွန်တော်တို့ဒီ heating process နဲ့ cooling process ဆိုနှစ်ခုရှိတယ်အဲ့ဒါလည်းအရေးကြီးတယ်ဘာလို့ကြောက်တဲ့ပွင့်ကိုမီးကိုဘလောက် temperature အထိကိုယူမလဲဆိုတာဒီမှာမသိနိုင်ဘူးတမယိုးကြနီးနဲ့လုပ်တဲ့ဟာတွေဘယ်လိုနည်းမှမသိနိုင်ဘူးအဲ့တော့မှန်းပြီးတော့ပဲသူတို့ရဲ့အတွေ့အကြုံနဲ့ပေါ့နော်ဘယ်နှနာရီကြာရင်ဂေါ်လွင့်နေပေါ့နော်ပြီးရင်ပြန်အေးသွားတယ်ဆိုတော့အဲ့အေးတဲ့ cooling process မှာလည်းအရန်အရေးကြီးတယ် cooling process မြန်သွားတာနဲ့ကြောက်ကပျက်စီးသွားတာတွေရှိတယ်အဲ့ဒါတွေကအများကြီးအဆုံးရှုံးမှုတွေဖြစ်ခဲ့ဘူးလေပေါ့နော်အခုကတော့နောက်ပိုင်း furnace တွေနဲ့လုပ်တဲ့အတွက်ကြောင့်တော့နိုင်ငံခြားနီးပညာတွေနဲ့လုပ်လာတဲ့အတွက်ကြောင့်တော့ကျွန်တော်တို့ဒီတိတ်ပျက်စီးမှုနည်းတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်နီလာမှာဆိုရင်ကျွန်တော်တို့အဲ့ heat ကပါအတွက်လုပ်လဲဆိုတော့များသောအားဖြင့်ခုနကတော့clarity enhancement ကတော့ Ruby Sapphire နှစ်ခုစလုံးပေါ့နော် color enhancement လည်းအဲ့လိုပဲပရမများမှာဆိုလို့ရှိရင်အနီရောင်မှာကျွန်တော်တို့ purple color တွေပါတယ် secondary color ပါတယ်အဲ့ကြရင်အဲ့ခရမ်းရောင်တွေကိုလွင့်သွားအောင်လို့ကျွန်တော်တို့အပူပေးလိုက်လို့ရှိရင်သူရဲ့ chemical composition တွေပြောင်းပြီးတော့သူကပိုပွင့်ပြီးပိုနေတဲ့ပရမများဖြစ်သွားတယ်Sapphire လို့ခေါ်တဲ့ဟိုမှာနီလာမှာဆိုရင်တော့ကျွန်တော်တို့အယောင်မဲတယ်ပေါ့နော်အယောင်မဲတဲ့ဟာဆိုရင်အရေးလျှော့ခြင်းမီးဖုတ်ပြီးပြုပြင်ကြပါတယ်ဟုတ်ကဲ့ဗျဟုတ်ကဲ့ပါဆရာမိုင်းရှူးတွေအားလုံးကတော့မီးဖုတ်တာပါလားဆရာအဲ့လိုမျိုးတော့မဟုတ်ပါဘူးမိုင်းရှူးတော်တော်များများပေါ့နော်မိုင်းရှူးကသူကတဘာဝအောင်းဝင်မှာသူကအဲ့ခိုးတွေပါတဲ့အတွက်ကြောင့်တော့မီးဖုတ်မှပိုလှတာရှိတယ်ဒါပေမဲ့မီးဖုတ်ချင်အောင်မလို့ပဲနဲ့သူ့ရဲ့အဲ့ခိုးတွေလွတ်တဲ့နေရာတွေကိုဖြတ်တောက်တွေးပြီးတော့တဘာဝအတိုင်းတွေးထားတဲ့ mind shoe natural တွေလည်းအများကြီးရှိပါတယ်သူဈေးကလည်းသူဈေးကွက်ကလည်းရှင်းပြောရင်မိုးကုတ်ဈေးကွက်နဲ့မတိမ်မယိမ့်ပါပဲအရန်လှပါတယ်မိုးကုတ် mind shoe တဘာဝတွေပေါ့ရှိပါတယ်ဟုတ်ကဲ့ mind shoe တဘာဝမှာလည်းအရန်လှတာတွေရှိရပါတော့ဆရာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျေးဇူးပါဆရာအဲ့ဒါဆိုလို့ရှိရင်လေ heat treatment နဲ့ပတ်သက်ပြီးတော့လည်းရှင်းပြပေးပါအောင်ဆရာခုနကကျွန်တော်ပြောသွားတဲ့ heat treatment ကိုပဲပြန်ပြီးတော့ဆွဲရမှာနော် color enhancement ရဲ့ကျွန်တော်တို့ clarity enhancement ပေါ့နော်အဓိကတော့ color enhancement မှာလည်းကျွန်တော်တို့ဒီ chemical တွေသုံးပြီးတော့လုပ်ရတာကြီးလည်းရှိတယ် clarity enhancement မှာလည်းchemical တွေသုံးရတယ်ရှိတယ်ရိုးမီးဖုတ်တာလည်းရှိတယ်နောက် chemical တွေကဘယ်လိုသုံးလဲဆိုတော့ clarity enhancement ဆိုလို့ရှိရင်ကျွန်တော်တို့ခုနက crack တွေရှိလာတယ်ပေါ့နော်အပြစ်တွေရှိတယ်လည်းဟာဆိုလို့ရှိရင်အပြစ်ကနည်းနည်းကြမ်းတယ်ကြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်သူကတခြားအထောက်အကူပြုပစ္စည်းပေါ့နော်ကျွန်တော်တို့ borax တို့ဟာမျိုးတွေနောက်ပြီးတော့ကျွန်တော် flux တို့ဟာမျိုးတွေထည့်ပြီးတော့သူကမီးဖုတ်လိုက်လို့ရှိရင်ဒီအပြစ်တွေကြားထဲကိုကျွန်တော်တို့ကအဲ့ chemical တွေကဝင်သွားပြီးတော့ဒီအကြောက်ရဲ့အပြစ်က
ပျောက်သွားတယ်ပေါ့နော်အပြင်ကနေပျောက်ချက်ချင်းမမြင်လွယ်တကူမမြင်နိုင်တော့ဘူးပေါ့နော်အပြစ်တွေစီသွားတယ်လို့ခေါ်တယ်အဲ့ဒါလည်းကျွန်တော်တို့ clarity enhancement ပေါ့နော်အဲ့မှာအပြစ်တွေဖြစ်တယ်နောက်ပြီးတော့အဲ့ထက်ပူကျန်းတဲ့ကြောက်တွေပေါ့နော်အဲ့ထက်ပူကျန်းတဲ့ကြောက်တွေကကြတော့အဲ့အရာတွေကြီးပဲအများများတယ်အာဖရိကကြောက်လို့ခေါ်တယ်ကျွန်တော်တို့အဲ့ကြောက်တွေဆိုလို့ရှိရင်သူကကြတော့ကျွန်တော်တို့လုံးဝ glass တွေနဲ့ glass field ပေါ့နော် glass field treatment လို့ခေါ်တယ်သူက glass တွေနဲ့အုံပြီးတော့ကျွန်တော်တို့ကမီးဖုတ်လိုက်တယ်အဲ့တော့ကြောက်ရဲ့ဟိုဟာကအရေးpercentage နဲ့ပြောမယ်ဆိုရင်ဒီ glass ကပုံများနေတယ်ဆိုတော့ဘာမှပြီးရင်သွေးပြီးအယောင်တင်လိုက်တဲ့အတွက်ကြောင့်ကြီးလိုက်လို့ရှိရင်တော့သူကတော့ကြောက်ကဗမာအကြီးကြီးပဲလှတယ်ပေါ့နော်ဒါပေမဲ့သူကဘာတွေဖြစ်လာနိုင်လဲဆိုတော့သူရဲ့glass ရဲ့ hardness ကြောက်ရဲ့ hardness မတူဘူးနောက်သူ့ရဲ့အလင်းရိုင်ညုံငင်းလို့တူတဲ့ခေါ်တဲ့ကျွန်တော်တို့ RID မတူဘူးအဲ့တော့ကြာလာလို့ရှိရင်ဒီမှာအဲ့အပြစ်တွေကပြန်လင်းလာတယ်နောက်ပြီးအစင်းကြောင်းတွေပေါ်လာမယ်အဲ့ဒါတွေကတော့ကျွန်တော် glass field တွေမှာ glass field ဟိုပါတွေမှာနောက်ကျွန်တော်တို့ဒီcolor enhancement လို့ခေါ်တဲ့ဒီတခြားဟိုဟာတွေပေါ့ကြာတော့ကျွန်တော်တို့ဒီ diffusion ပေါ့နော် diffusion လောက်တဲ့ကြောက်တွေ clarity enhancement မှာကြာတော့ကျွန်တော်တို့ဒီအဲ့ဟိုဟာ flux တွေထည့်လို့ပဲပေါ့နော် color enhancement မှာကြာတော့ကျွန်တော်တို့လည်းတခြား residual တွေနောက်ထပ်sorry ဟိုဟာတွေပေါ့နော်ဒီ chemical တွေထည့်ရတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့အရင်ဆုံးအရန်စောတဲ့color enhancement ပေါ့နော် color enhancement ကပြောဆိုကျွန်တော်တို့ diffusion လို့ခေါ်တယ်ကျွန်တော်တို့ sapphire တွေကိုကျွန်တော်တို့ very thin layer blue coated လေးလုပ်တယ်เนาะ diffusion တွေလုပ်တယ်ဆိုတော့အဲ့ဒါကတော့အရန်ရှေးတုန်းတွေကလုပ်ခဲ့တဲ့နီးပညာပေါ့နော်အခုနောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ကျွန်တော်တို့ brilliant treated လို့ခေါ်တယ်ကျွန်တော်တို့ brilliant ထည့်ပြီးတော့ကျွန်တော်တို့ sapphire တွေကိုလိုချင်တဲ့ color ရအောင်လုပ်ကြတယ် pink sapphire brown purple sapphire ဒီ orange sapphire ကျွန်တော်မျိုးစုံရအောင်လုပ်ပြီးတော့ brilliant treated တွေလုပ်ကြတယ်အဲ့လိုအဲ့နီးတူစွာပဲကျွန်တော်တို့တခြား color တွေနဲ့လည်းကျွန်တော်တို့ diffusion တွေလုပ်လာကြတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်တို့ treatment နောက်ပိုင်း update ဖြစ်တဲ့ treatment တွေပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုလို့ရှိရင် heat treatment အကြောင်းလေးမေးပြီးပြီဆိုတဲ့ခါကျတော့ heat chemical အကြောင်းလေးလည်းရှင်းပြပေးပါအောင်ဆရာheat chemical ဆိုတာအဲ့ခုနကပြောတဲ့ chemical တွေထည့်တာ chemical တွေထည့်တာပဲခုနပြောတဲ့ကျွန်တော်တို့ဒီ color ပြောင်းမယ်ဆိုလို့ရှိရင် color နဲ့ပတ်သက်တဲ့ brilliant ဆိုတဲ့ chemical တွေထည့်မယ်ကျွန်တော်ရှင်ကျွန်တော်တို့ဒီclarity ကိုပြောင်းနေတယ် clarity enhance လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ clarity ထဲမှာထည့်မယ်ကျွန်တော်တို့ borax တို့ဟာမျိုးတွေကျွန်တော်တို့ residual တွေတခြားသစ်ဆေးလိုဟာမျိုးတွေsilicone ဟာမျိုးတွေထည့်ပြီးတော့မီးဖုတ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် chemical edit ဖြစ်သွားတာပေါ့နော်ရိုးရိုး heat နဲ့ကွာသွားပြီအဲ့တော့တန်ဖိုးတွေလည်းအများကြီးကွာသွားပါတယ်ဟုတ်ကဲ့ပါဆရာရိုးရိုး heat ရဲ့တန်ဖိုးနဲ့ခုနပြောတဲ့ဒီ chemical တွေထည့်ပြီးသုံးထားတဲ့ heat တန်ဖိုးကလည်းအများကြီးကွာပါတယ်ဟုတ်ကဲ့ဆရာအဲ့ဒါတွေကဗမာပြည်မှာလုပ်လို့မရဘူးပေါ့နော်ဆရာနော်ဗမာပြည်မှာလုပ်ဖို့တော့တိတ်တော့မလွယ်ပါဘူးသူကတချို့ဟာတွေကျတော့နည်းနည်းလေးနီးပညာမြင့်တဲ့အတွက်ကြောင့်ကျွန်တော်ယူရီးယားအနည်းဆုံးထိုင်းနိုင်မှာလုပ်ကြပါဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာကျွန်တော်တို့ဗရမများနီလာတွေမှာကျွန်တော်တို့မီယိုဖလာစီစိန်နာတွေရှိပါတယ်အဲ့စီစိန်နာလေးနဲ့ပတ်သက်ပြီးတော့လည်းတစ်ချက်လောက်ရှင်းပြပေးပါလားဆရာဟုတ်ကဲ့စီစိန်နာကတော့ကျွန်တော်တို့စချင်းဒီတွင်းမှာရတော့ငါရင်ကိုပဲကျွန်တော်တို့နေတွင်းနေဆိုတာတော့ခနဲ့စစ်တယ်ဒီဘက်မှာရတဲ့ကြောက်နောက်တစ်ဘက်မှာရတဲ့ကြောက်ဆိုတော့ချက်ချင်းရောင်းတာမဟုတ်ဘူးပေါ့နော်အဲ့တော့သူတို့ကတော့ဒီလိုစီဘူးပါတဲ့လုံထဲမှာလော်ကာထဲမှာထည့်ပြီးစီထည့်ပြီးတော့မှအကြောက်ကိုဝိုင်းစုပြီးတင်ထားတာပါအဲ့အတွက်ဒီကြားထဲမှာဆိုတော့စီလေးနဲ့စိန်ပြီးတော့တင်ရတယ်ပေါ့နော်ဒါတွင်းရရင်စပြီးတော့မှ process အမျိုးမျိုးစခဲ့တာပြီးတော့မှ market ထဲကိုသူတို့ရောင်းတယ်နောက်တွေးတဲ့အချိန်မှာလည်းရောင်းဝယ်တဲ့လူကလည်းထဲကကြောက်တယ်ဘယ်လောက်တန့်လဲရှင်တဲ့အထက်မှာဘလို့အရေးရှိတယ်ဆိုတော့စီစွပ်ပြီးကြည့်ကြတယ်နောက်ဆုံးဒီတွေးပြီးတဲ့အချိန်ထိတွေးပြီးရင်တော့မှကျွန်တော်တို့ဒီစီလေးမှာစိန်ပြီးတော့ဝတ်ထားတယ်ဆိုတော့စီစိန်ရတယ်ပေါ့နော်ဒါကရိုးရနီးနဲ့စီစိန်တာပေါ့နော်အဲ့ဒါကရှေ့တုန်းကရင်ကျွန်တော်တို့traditional ဒီနေ့လုပ်ခဲ့တဲ့အတွက်ဘာပြဿနာမှမရှိဘူးဒါပေမဲ့မကြာခင်နှစ်ပိုင်းမှာတော့ဒီယူရီးယားကဒီကြောက်တွေကိုပူလောက်ပေါက်အောင်လောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာအများနဲ့သူတို့ကစမ်းတင်နေတဲ့အတွက်ကျွန်တော်ဒီကြောက်တဲ့မှာအပြစ်လေးပါတဲ့ဥစ္စာကိုစီနဲ့ဖြောက်ဖို့အတွက်ဆိုပြီးတော့စီတွေပို့ပြီးဝင်အောင်သူတို့ကနိပညာတွေစမ်းတက်ကြတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီဗရမ ्या တဝင်းကိုကျွန်တော်အပူပေးမယ်ပြီးတော့မှဒီစီရစိမ်မယ်ပြီးတော့ pressure နဲ့ဒီစီအပြစ်သေးကိုစီဝင်အောင်လုပ်ကြတယ်ဟုတ်ကဲ့အဲ့ဒါတွေကိုကျွန်တော်တို့ဒီသူတို့ပြုပြင်ထားတဲ့ဟာတွေကိုကျွန်တော်တက်ခွက်ကန်းတွေကိုနမူနာစင်ပယ်နဲ့ပို့ရတယ်ပို့တဲ့ခါကျကျွန်တော်တို့စစ်လက်တဲ့အချိန်မှာဒီစီတွေကအထဲကိုတော့တော်တော်လေးရောက်တယ်ဒါပေမဲ့အချိန်တစ်ခုကြာလာရင်ဒီစီတွေ6ပြီးတော့ပြန်ပေါ်လာမှာပေါ့နော်အပြစ်တွေပြန်မြင်လာမှာပေါ့အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီတက်ခွက်ကန်းတွေကဒီစီနဲ့ပတ်သက်ပြီးတော့ပြုပြင်ထားတာကိုပြီးတော့မှmention လုပ်ရတယ်မပြောလို့မရတော့ဘူးနော်အဲ့တော့ကျွန်တော်တို့ဒီကြောက်တဲ့ဝေးတွေမှာစီစိန်ဘယ်လောက်စီစိန်ဝင်နေစီဝင်နေမဝင်ဘူးဆိုတာတက်ခွက်ကန်းတစ်ခုမှာကျွန်တော်တို့ဒီထိုက်တဲ့တက်ကူကနေမှဆိုင်းရတာအရန်လွယ်ကူပါတယ်ဒါပေမဲ့ခက်တာကကျွန်တော်ဒီစီအပြစ်ကြားထဲမှာစီဝင်တဲ့ဥစ္စာကရိုးရိုး traditional နည်းပညာနဲ့စိန်ထားတာလားနောက်ဆုံးပေါ်ယူရီးယားကနေနည်းပညာ high tech နဲ့စီစိန်ထားတာလားဆိုတော့ကျွန်တော်တို့ခွဲခြားလို့မရဘူးပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့စီစိန်တို့လိုပဲမြတွေမှာလည်းအဲ့လိုပဲ
ဒီအပြစ်တွေမမြင်အောင်လို့ဒီ immigration ဆိုရမျိုးတွတ်သွင်းကြတယ်ပေါ့နော်အများကြီးတော်များများကတော့ဟိုနိုင်ငံတကာမှာနိုင်ငံအများကြီးထွက်ကြပါတယ်ဟိုဘရာဇီးထွက်တယ်ကိုလံဘီယာထွက်တယ်အိန္ဒိယဘက်လည်းထွက်တယ်ဇမ်ဘီယာဘက်လည်းထွက်ကြတယ်ပေါ့နော်ထွက်တယ်များတွေဆိုအားလုံးအဆင်နေမဟုတ်ကြဘူးဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ကမြက်ကဟို market ထဲထည့်မယ်ဆိုရင်တွင်းရနေရရှိတဲ့မြတွေကို market ထဲပို့ဖို့အတွက်ဈေးကွက်တွေပို့ဖို့အတွက်ဆိုရင်ဒီ company ကလည်းဖြတ်တောက်သွေးစိတ်ပြီးတော့မှဒီအကောင်းဆုံးဖြစ်အောင်ဆိုပြုပြင်ကြတယ်ပေါ့နော်ဟိုတချို့အိုက်ကောင်းတဲ့ဟာမျိုးလေးတော့ဖြတ်တောက်သွေးစိတ်လိုက်လို့ဟိုအသေးလေးတွေကတော့ဆင်သွားတော့သူတို့ဘာမှပြုပြင်စရာမလိုဘူးပေါ့နော်။ကျန်တဲ့အပိုင်းလေးကလိုအပ်တယ်ဆိုရင်တော့အပစ်ကလေးလင်းနေတယ်ဆိုရင်တော့သူတို့ကစီစိန်နေနောက်ဖျောင်းစိန်နေတစ်စေးစိန်ရတယ်ပေါ့နော်။ဟုတ်ကဲ့ပါ။အဲ့တော့သူတို့ကဒီအမျိုးအစားပေါ်မူတည်ပြီးတော့မှဒီပြုပြင်မှုအမျိုးအစားတွေကိုအမျိုးမျိုးပြုလုပ်ကြတယ်ပြီးရင်ကျွန်တော်ဒီကွန်းတွေပို့ရတယ်။သူဘယ်လိုတွေပြုပြင်ထားတယ်ဆိုတာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပြုပြင်တဲ့နည်းပညာတွေနဲ့တက္ကသိုလ်တွေနဲ့အတူပူးပေါင်းပြီး market ထဲပို့မှလည်းကျွန်တော်ဒီသုံးဆွဲတဲ့ဒီ customer တွေကဒီဟာတွေကသုံးဆွဲတင်တယ်လားမသုံးဆွဲဘူးလားဆိုတော့သူတို့ကပြန်ပြီးတော့ဟိုဆုံးဖြတ်ကြတယ်ပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီမြတွေကိုစိန်တဲ့ဟာမှာလည်းကျွန်တော်တို့ကဟိုဘယ်လောက်ထိစိန်တယ်လဲဆိုတာမူတည်ပြီးတော့ grading နဲ့မျိုးမျိုးခွဲကြတယ်ဘာမှမစိန်ထားဘူးဆိုရင်တော့ကျွန်တော်တို့ကမြဘာမှမစိန်ထားဘူးဆိုတော့ none ပေါ့နည်းနည်းလေးစိန်ထားရင်တော့ insignificant မတိတာဘူးပေါ့နော် minor ပေါ့နောက်သူတက်နည်းနည်းများပေါ်ထားစိန်ထားရင်တော့ moderate ပေါ့တော့အဲ့ဟိုနှစ်ခုကြားမှာဆိုတော့ minor to moderate ပေါ့နော်တိတိတတ်စိန်ထားရင်တော့ significant ဆိုပြီးတော့မှပဲဒီတောက်ကနေရတယ်တော့ mention ထုတ်ကြတယ်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှစီစိန်နဲ့အဆင့်ပေါ်မူတည်ပြီးတော့မြရည်ဈေးနှုန်းတွေရတယ်အများကြီးပြောင်းလဲသွားတာပေါ့နော်နောက်တစ်ခုကပြီးတော့အများကြီးစိန်ထားတဲ့ကြောက်ကဟိုတစ်ချိန်မှာအယောင်နေအပြစ်တွေလင်းပြီးတော့မှကာလာတွေကလည်းကျသွားနိုင်တယ်ဟုတ်ကဲ့ပါဆရာဆိုတော့အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီမြနဲ့ဒီဟိုဟာမှာ Ruby Sapphire မှာအဓိကပြုပြင်တဲ့ဟာတွေပေါ့နော်ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာအဲ့ဆိုရင်ဆရာကျွန်တော်တို့လေဟိုကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာအဓိကပေါ့နော်ကျွန်တော်တို့ကိုလံဘီယာနဲ့ဇမ်ဘီယာကိုပေါ့နော်အဓိကတွေ့ရပါတယ်ကိုလံဘီယာနဲ့ဇမ်ဘီယာအကြောင်းလေးကိုတစ်ချက်လောက်ရှင်းပြပေးပါလားဆရာကိုလံဘီယာမြရောဇမ်ဘီယာမြရောမြပါပဲပေါ့နော်ဒါပေမဲ့သူကဟိုဟာပေါ့ဟို market ထဲမှာတော့ကျွန်တော်တို့ဒီတွေ့ကြဟိုတော်တော်များများတော့ quality 2ရင်တော့လူတွေကဒီကိုလံဘီယာကိုအများကြီးတောင်းဆိုကြတယ်ပေါ့နော်။ quality မတူးဆိုရင်တော့ကျွန်တော်တို့ quality ကောင်းတဲ့ဟာကိုပို့ပြီးတော့မှကျွန်တော်တို့ရွေးချယ်ခြင်းဆိုတယ်။ဟိုစီဒီအများကြီးစိန်ထားတဲ့ကိုလံဘီယာမြတစ်ပွင့်ထက်ဘာမှမစီစိန်ထားတဲ့ဇွန်လံဘီယာမြတစ်ပွင့်ကပို့ပြီးတော့မှတစ်ချိန်မှာလည်းတန်ဖိုးတက်မယ်ပို့ပြီးမှလည်းပို့ပြီးလာတယ်ပေါ့နော်။ဟုတ်ကဲ့ပါ။အဲ့တော့ဟိုvalue တစ်ခုอ่ะပေါ့เนาะခုနကျွန်တော်ဆရာပြောတဲ့ဥစ္စာကိုကောက်တက်ချင် value တစ်ခုอ่ะကြောက်တစ်ပွင့်ရဲ့ value တစ်ခုอ่ะခုနစီစိန်ထားတဲ့ခုနဟို my moderate အဲ့ပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းတွေကွဲပြားခြားနားသွားတာပေါ့ဈေးနှုန်းတွေအများကြီးကွာသွားတော့ပေါ့နော်နောက်တစ်ခုကဟိုကျွန်တော်တို့သတိထားရမှာဒီစီစိန်နဲ့မြတွေမှာပေါ့နော်ဟိုမားလို့ဆိုလေလက်ဝဲနာတွေလောက်ကြတယ်နော်အဲ့ခါကျတော့ဒီလက်ဝဲနာတွေကိုကျွန်တော်တို့ဒီကောင်တာထဲမှာ show ပြထားတဲ့ခါကျရင်ဒီကောင်တာတွေကမီးနဲ့ဒီလက်ဝဲနာဒီမြထဲမှာဝင်တဲ့စီတွေကခြောက်သွားတာမျိုးလို့ပေါ်လာတာမျိုးဖြစ်ကြတယ်။အဲ့ဒီခါကျရင်မြရဲ့အယောင်တွေဆုပ်သွားတာမျိုးလို့အပြစ်တွေလင်းလာတာမျိုးတွေဖြစ်ကြတယ်ပေါ့နော်။နောက်ဒီလက်ဝဲနာတွေကိုကျွန်တော်တို့လှုပ်ထားတဲ့အချိန်မှာတစ်ချိန်မှာဒီ metal တွေကအယောင်ပိန်သွားတယ်ပေါ့နော်။အဲ့ဒါအယောင်ပြန်တင်ရတယ်။အဲ့ဒီခါကျရင်ကျွန်တော် brain တွေပို့ပြီးတော့အယောင်တင်ခိုင်းတာလို့ပေါ့လို့တဲ့ခါကျရင် brain မှာသုံးတဲ့ chemical ပစ္စည်းတွေတို့နောက်ဒီ ultrasound cleaning တွေနဲ့ဆေးလိုက်တဲ့ခါကျရင်ဒီမြထဲမှာစိန်ထားတဲ့စီတွေဖျောင်းတွေတစ်ဆေးတွေကထွက်သွားတယ်။ဟုတ်ကဲ့။အဲ့တော့အပြစ်တွေလင်းလာတယ်နောက်အယောင်တွေဖြော့သွားတယ်ပေါ့နော်။အဲ့ဒီခါကျရင်ပိုင်ရှင်နဲ့ brain နဲ့ပြဿနာတွေတက်ကြတာပေါ့နော်။သူကြောက်မဟုတ်ပါဘူး။ဒဲထားပါတယ်ဘာညာမျိုးတွေပေါ့နော်။ဒါကလည်းသူသတိထားရမယ့်အချက်ပေါ့နော်။အယောင်ပဲကဏ္ဍထဲမှာပေါ့နော်။ဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတွေပေါ့။ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်ဆရာ။ဟုတ်ကဲ့။အဲ့ဆိုရင်ဆရာဟိုဒီ treated stone တွေကို certificate ထုတ်တဲ့ကဘယ်လိုများဖော်ပြပါလဲဆရာဥပမာဗဒမားနီလာမိဖုတ်ပြီးရင်ပေါ့နော် origin ကိုဘယ်လိုများဖော်ပြပေးပါလဲဆရာ treated stone တွေကိုကျွန်တော်တို့ဟိုအဓိက ruby ပေါ့ ruby မှာတော့ကျွန်တော်တို့တက်ခွဲကနေဟာဟိုမိဖုတ်တဲ့အချိန်မှာကျွန်တော် ruby ကိုမိဖုတ်တဲ့မှာ borax တွေထည့်ပြီးဖုတ်ကြတယ်ပေါ့နော်အဲ့ဒီခါကျတော့အပြစ်ကြားလေးကို borax တွေဘယ်လောက်ထိဝင်သွားသလဲပေါ့ borax တွေဝင်သွားတဲ့အပေါ်မူတည်ပြီးတော့ flux တွေဝင်သွားတဲ့အပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ HA တို့ HB တို့များရင်တော့ HC ဆိုပြီးတော့ဟိုထားကြတယ်ပေါ့နော်အကေဘာမှမထည့်ဘဲနဲ့ကျွန်တော်တို့မိုကုကနေပြီးတော့မိုကုကျွန်တော်တို့ traditional UN နဲ့ဖုတ်တဲ့ဟာမျိုးကတော့ဘာမှဟို borax ဝင်ထားတယ်မရှိတဲ့အတွက်တော့ H နေလည်းပဲကျွန်တော်ပေးကြတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီဟို ruby ဟိုဖြစ်တဲ့ဥစ္စာပေါ့နော် sapphire မှာတော့ကျွန်တော်တို့ကဟိုမိဖုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဗမာ origin တွေပျောက်သွားတယ်ပြက်သွားတယ်ပေါ့နော်ပြက်သွားတဲ့ခါကျရင်တော့ကျွန်တော်တို့မိဖုတ်ထားတဲ့ sapphire ကိုတော့ကျွန်တော်ဘယ်လိုမှ origin တွေပေးလို့မရတော့ဘူးပေါ့နော်နောက်အဲ့ certificate နဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တာတခုကတော့ကျွန်တော်တို့ဟိုဟာပေါ့ဟိုကျွန်တော်တို့ရှိမှာတော့ဗရမများဆိုရင်ဟို ruby ဆိုရင် mine shoe နဲ့ moco ဆိုပြီးတော့ခွဲပေးကြတယ်ပေါ့နော် international lab တွေမှာတော့ mine shoe ပဲဖြစ်ဖြစ် moco ပဲဖြစ်ဖြစ်သူတို့ကဘာမှ origin အနေနဲ့ပေးကြတယ်ပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ရှိမှာတော့ဟို mine shoe တွေမခွဲပေးတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ပြန်သိရတာဘယ်လိုဆိုတော့ trade ထဲမှာကျတော့သူတို့အယောင်းဝယ်လုပ်တဲ့အချိန်ကျတော့သူတို့ကဒီကုန်တယ်တွေကဘယ်လိုအယောင်းဝယ်လုပ်ကြလဲဆိုတော့ mine shoe နဲ့ moco ဗရမများကိုသူတို့က old mine နဲ့ new mine ဆိုပြီးမှခွဲပေးကြတယ်ဟုတ်ကဲ့အဲ့တော့ moco ကြောက်ကိုကျတော့old mine ပေါ့ဟုတ်ကဲ့ပါဆရာ mine shoe တော့ new mine ဆိုပြီးမှသူတို့အယောင်းဝယ်လုပ်ကြတယ်ပေါ့နော်အဲ့တော့သူတို့မှာတော့မြင်တာကတော့ ruby ဆိုတော့အနီစွာပဲသူတို့မြင်တာပေါ့အဲ့တော့ကျွန်တော်တို့ရှိလို့
မိုင်းရှူးဆိုတော့အမဲထဲမှာဟိုအနီထဲမှာအမဲဆိုရင်မိုင်းရှူးဟိုဟာမြင်တာမဟုတ် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ပါဆရာကျေးဇူးပါနိုင်ငံတကာကြောင်းမြတ် auction တွေမှာကြောင်းမြတ်တွေကိုတင်ပြီးရောင်းချမဲ့သူတွေအတွက်လိုအပ်တဲ့ lab certificate တွေကတော့ဘယ်လိုမျိုး lab certificate တွေဖြစ်မလဲဆရာရှင်အဓိကကတော့ကျွန်တော်တို့ဒီ jewelry တွေပေါ့နော် gems and jewelry ကိုကျွန်တော် auction လုပ်နေတာကတော့အများဆုံးလုပ်နေတာကတော့ကျွန်တော်တို့ Christie ဆိုတဲ့ company တစ်ခုရယ်နောက် Sotheby's ဆိုတဲ့ auction house ပေါ့နော်အဲ့ auction house နှစ်ခုကတော့ပုံမှန်အများတန်းလုပ်နေတာပေါ့နော်သူဟောင်ကောင်မှာလည်းလုပ်တယ် Geneva မှာလုပ်တယ် New York မှာလုပ်တယ်တခါလေ Paris မှာလုပ်တယ်အကြောင်းမြတ်ပွဲတွေရှိတဲ့နေရာတွေမှာသူကကပ်ပြီးတော့လုပ်လို့ရှိတယ်အဲ့တော့တကယ်ကိုဒီဟို Shaba size တွေပေါ့နော် Shaba quality ruby တွေ Shaba quality sapphire တွေနောက်ပြီးတော့ရှေးဟောင်းဒီမင်းသမီးတွေမင်းသားတွေသုံးခဲ့တဲ့ဒီ laser တွေသူတို့ရဲ့ auction house တွေမှာတင်ရောင်းတယ်ဒါပေမဲ့သူတို့ကတင်ရောင်းမှုအတွက်ကဘာလို့လဲဆို certificate တွေတောင်းတယ်ပေါ့နော် certificate တောင်းတယ်ဒါ certificate ထုတ်ပေးတဲ့ဒီ international lab တွေကတော့ကမ္ဘာမှာအများကြီးပါအများကြီးရှိတယ်ကျွန်တော်တို့ Bangkok မှာလည်းအများကြီးရှိတယ်ဒါပေမဲ့ခုနကသူတို့ကကြတော့သူတို့ရဲ့ standard ပေါ့နော်သူတို့ auction house ကိုလာရင်တော့ဒီ standard ရှိတယ်ဟိုသူတို့သတ်မှတ်ထားတဲ့ standard ရှိတယ်certificate ပေါ့နော်အဲ lab တစ်ခုကနေ certificate ယူရမှာဆိုသူတို့သတ်မှတ်ထားတာတော့အဓိကကတော့ကျွန်တော်တို့ဒီ Goblin lab လို့ခေါ်တဲ့ကျွန်တော်တို့Switzerland အခြေစိုက်เนาะတက်ခွဲကန်တစ်ခုရှိတယ်ပြီးလို့ရှိရင် SSCF လို့ခေါ်တဲ့သူလည်း Switzerland အခြေစိုက်ပဲပေါ့နော်အဲ SSCF တက်ခွဲကန်ရဲ့ certificate တောင်းတယ်ပြီးရင် GIA လို့ခေါ်တဲ့ကျွန်တော်တို့ကျော်ပါပေါ့နော် America ကနေပြီးတော့ဟိုတက်ခွဲကန်ပေါ့နော်သူရဲ့အဲ certificate သုံးခုတော့တောင်းထားရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဆရာဆရာဘယ်လိုခေါ်မလဲအဲ့ဒီရဲ့ certificate တွေကခုနဆရာရှင်းပြလိုက်သလိုပဲလေဟိုဝယ်သူရဲ့ demand ပေါ်မှာလည်းမူတည်ရပါတော့ဝယ်သူကဒီ lab ကိုပေးပါဆိုရင်ဆရာတို့ကဒီ lab ကိုပဲထုတ်ပေးရမှာပေါ့နော်ဆရာနော်အဲ့လိုမျိုးပေါ့အဲ့ဒါဆိုရင်ဆရာနောက်ဆုံးအနေနဲ့ပေါ့နော် PG ကဝယ်ရတာရှားပါတယ် Sapphire မှာဆိုလို့ရှိရင်လည်း Royal Blue ကဝယ်ရတာအလွန်မတန်ရှားပါပါတယ်အဲ့ဒီ quality တွေကိုမိတဲ့ကြောက်တွေကိုလွယ်လွယ်ကူနဲ့ဝယ်ယူစုဆောင်းလို့မရနိုင်ဘူးဆိုလို့ရှိရင်အခြားဒုတိယဦးစားပေးအနေနဲ့ဘယ်လိုကြောက်တွေကိုဝယ်ယူစုဆောင်းသင့်ပါတယ်လဲဆရာရှင်ဆရာအကြံလေးပေးသွားပါအောင်ရှင်ဒီ Pigeon's Blood color တို့ Royal Blue color တို့ဆိုတာကတော့ကျွန်တော်တို့ဒီ typical ပေါ့နော်စံရည်အနေနဲ့သူတို့တတ်မှတ်ထားတာပေါ့နော်အဲ့တော့သူတို့ကတော့ဟိုခုနဆရာပေါက်ပြောသွားလို့ပဲPigeon's Blood color ဟိုဓာတ်ခွဲခန်းတစ်ခုမှာ Pigeon's Blood color ရဖို့ဆိုတာသူ့ရဲ့ဘောင်ကြီးကန့်သက်ချက်တွေအများကြီးရှိတယ်အဲ့ဒါကြောင့်လည်းသူကဈေးလည်းအရန်กว่าတယ် Royal Blue ဆိုလည်းအဲ့လိုပဲ Royal Blue တပွင့်ရထားပြီးသူ့ရဲ့ကြောက်ဟို Royal Blue color ရထားတဲ့ကြောက်တပွင့်ရဲ့ဈေးလည်းအရန်กว่าပြီးတော့ရှားလည်းရှားတယ်အဲ့တော့ကိုက Pigeon's Blood ဒါမှမဟုတ် Royal Blue မှာဝယ်ယူစုဆောင်းမယ်ဆိုလို့ရှိရင်တော့အချိန်စောင့်ပြီးတော့ဒီကြောင့်ရမှငါဝယ်မယ်ဆိုတဲ့ဟာမျိုးကတစ်မျိုးပေါ့နော်ဒါကတော့ကိုကဘယ်လိုပုံစံမျိုးလဲကိုပြန်ရောင်းမို့လားဒါမှမဟုတ်ကိုယ့်ရဲ့ customer က order လုပ်ထားလို့လားငါ့ကို Pigeon's Blood ဟို2 carat တပွင့်3 carat ရတယ်နဲ့ငါချက်ချင်းယူမယ်ဆိုတဲ့ဟာမျိုးရှိရင်တော့ကိုကစောင့်ဝယ်ရမယ်ပေါ့နော်ဒါမှမဟုတ်ကိုယ့်ရဲ့သားစဉ်မြေးဆက်အတွက်စုဆောင်းပါလားဘာလို့ဒီဟာတွေကတန်ဖိုးတက်တဲ့ကြောက်တွေ Royal Blue တို့ Pigeon's Blood တို့တိန်းထားလေးကြာလေးတန်ဖိုးတက်လေးသူကဟိုအရန်ရှားရတယ်ပေါ့နော်ရှားတော့ဒီတန်ဖိုးကတက်လာမှာအဲ့ဒါဆိုလို့ရှိရင်လည်းခုနပြောလို့ကိုကဒီ color ဒီရွယ်မရမချင်းကဟိုစောင့်ဝယ်မယ်ပေါ့ဆိုရင်တော့ဒါတစ်မျိုးပေါ့ဒါမှမဟုတ်ကိုက trade ကိုသွားမှာပြန်ရောင်းချဖို့ဆိုရင်တော့ကိုကပုံစံတစ်မျိုးဖြစ်သွားပြီကိုကဘယ်နေရာမှာရောင်းမှာလဲငါစိုင်ဖွင့်မှာဆိုရင်ဘယ်မှာစိုင်ဖွင့်မှာလဲရန်ကုန်မှာဖွင့်မှာလားဂျပန်မှာဖွင့်မှာလားတရုတ်ပြည်မှာဖွင့်မှာလားဒူဘိုင်းမှာတော့ဖွင့်မှာလားအဲ့တော့သူတို့တွေဘာကြိုက်လဲသူတို့ရဲ့အဲ့နိုင်ငံရဲ့ demand ပေါ့နော်အဲ့ပေါ်နိုင်ငံရဲ့ demand မှာမူတည်တယ်ဆိုတော့အဲ့တော့ကိုကကြောက်ဝယ်တော့မယ်ဆိုတဲ့ကိုဆိုင်ကိုတိုင်ပဲဆိုင်ဖွင့်မယ်ပြောကိုသားသမီးတွေကိုဆိုင်ဖွင့်ပင်ပဲပြောဟိုကစဉ်းစားပေါ့နော်အဲ့တော့ကိုကငါဘာမှသွားရောက်မှလဲဆိုတာအရင်စဉ်းစားပြီးမှဒီဝယ်ဖို့ဝယ်ပေးဖို့နော်ဟုတ်ကဲ့ပါရှင်ဝယ်လို့အားပေါ်ကြည့်ပြီးတော့မှမူတည်ပြီးတော့မှဝယ်ရမယ်ပေါ့နော်ဆရာဟုတ်ကဲ့အဲ့လိုဆိုလို့ရှိရင်လေဝယ်ယူစုဆောင်ပြီးသားကြောက်တွေကိုရောဘယ်လို certificate မျိုးတွေကိုအစင်သင့်ထုတ်ထားတဲ့မှာတလဲဆရာအဲ့ဒါလည်းအဲ့လိုပဲပေါ့နော်ကျွန်တော်တို့ certificate ခုနပြောသွားတဲ့အထဲမှာလဲ certificate ထုတ်ပေးတဲ့ lab တွေ international မှာလည်းအများကြီးရှိပါတယ်အများကြီးရှိပါတယ်အဲ့တော့ဒါပေမဲ့ကိုကဘယ်နိုင်ငံမှာတွားရောက်မှာလဲဘယ်လူမျိုးကိုရောက်မှာလဲနော်ဘယ်လူမျိုးကိုရောက်မှာလဲဆိုအမဟိုဂျပန်ကိုတွားရောက်မယ်ဂျပန်လူတွေဆိုလို့ရှိရင်သူက GIA certificate မှာသူကဂျပန်တော်တော်များက GIA certificate မှာဒါမှမဟုတ်ထိုင်ဝမ်နဲ့တရုတ်ပြည်တွားမယ်ဆိုလို့ရှိရင်ကိုကဘာလုံးကအကောင်းဆုံးလို့ပြောရဲ SSCF တို့ Goblin တို့ထုတ်ထားတယ်သူကမဟုတ်ဘူး GRS ပြန်ထုတ်ပေးလို့ပြောတာပဲသူတို့က GRS ဟိုအရင်ကိုပေါ့ဆရာပေါက်လုပ်ခဲ့ဘူးတဲ့ GRS certificate နဲ့မှာတရုတ်ပြည်တစ်ခုလုံးကရှင်းပြောရင် GRS certificate အဲ့ဒါပေါ့သူတို့ကဘယ် certificate ကိုတောင်းဆိုလဲအဲ့ဒါပဲမူတည်တာကိုကတော့ဝယ်ရင်တော့ကိုကတော့
ကိုစဝယ်မယ်ဟိုဘက်ကိုတွားရောက်မှုဝယ်မယ်ဆိုရင်ကိုကတော့ကိုဟို local lab တွေမှာတဘာဝဖြစ်ဖို့ရယ် treatment home မဟုတ် treated home မဟုတ်ရယ်ကြောက်မျိုးစားမှန်မှုရယ်ကတော့ကိုကတော့ပထမပိုင်း check လုပ်ထားပါတော့ဒါပေမဲ့တကယ် international park certificate ကြီးတွေထုတ်တော့မယ်ဆိုရင်တော့ကိုယ့်ရဲ့ customer ကဘာလို့သူတောင်းဘာလို့လူချင်တာလဲပေါ့နော်ဆရာ အဲ့ဒါကြည့်ပါတယ်ဗျာဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာ ကျွန်တော်တို့ကြောက်မျက်နှာလုပ်ငန်းရှင်များအသင်ရန်ကုန်မှာအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ဆရာတို့နှစ်ယောက်စလုံးလည်းအထူးကျေးဇူးတင်ရှိပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့အခြားကြောက်မျက်နှာနဲ့ပတ်သက်လို့လည်းဆက်လက်ပြီးတော့ဘူးတဖြစ်ပွဲကျွန်တော်တို့ဆက်လက်ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းဟိုဒီလိုမျိုးကျွန်တော်တို့သိတဲ့ဟာတွေကို share လုပ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်